ဒီတခါစားပြီးသွားရင်ဝိတ်ချတော့မယ်ဆိုပြန်ပြီကွယ်သူထမင်းလဲဖြတ်မယ်တကြားလဲဖြတ်မယ်ပြောပြန်ပါတယ်အိုကွယ်3ရက်ပြည့်လို့9ရက်မြောက်ဆိုထိုင်onနေတယ်ဖိုက်စားတယ်အိုးဖိုက်စားတယ်ချင်းကိုသွားတဲ့ဖိုက်စားခဏခဏရှုံးတာမြင်စေချင်တယ်အစီကြစေနဲ့ပြုတ်မယ်တိုက်ရက်လုံးမယ်ပြောပြန်ပါတယ်မာလာရှန်ကိုအနက်နဲ့ဟောပေါ်နဲ့ဟာရင်တုံးသေး